ဆိုရင်သိပါလားဘာမီချောင်းဖလက်ချောင်းသူတို့နှစ်ယောက်ဟာဆိုရင်ပွဲမှာဝီကောပြတဲ့သူကိုရွေးပြီးတက်တယ်ဆိုတာမသိသေးရင်မှတ်ထားပါစတော့ခုကြည့်နေတဲ့သူမွားလေးချက်ဆော့ရဆိုရင်ဖလက်ချောင်းဘာမီချောင်းသူတို့နှစ်ယောက်နဲ့တွေ့ရင်ဝီကောမပြပါနဲ့ဝီကောပြရင်ခင်ဗျားတို့သူကရွေးတက်မယ်ဆိုတာသိပါသလားဒါပဲအားလုံးပဲဘိုင်ဘိုင်အားလေးလာပြောပြတာ